တခါတော့ကကြက်မီမီကြက်ဖေဖေနဲ့ကြက်ကလေးတို့ရှိကြတဲ့တနေ့တော့ကြက်ကလေးကမုတ်စိမ်းမောင်းစားချင်လာပြီကြက်မီမီကြီးကိုမုတ်စိမ်းမောင်းလှုပ်ကျွေးဖို့ပူစားတော့တယ်ဒါအကြောင်းကြက်မီမီကြီးလည်းမုတ်စိမ်းမောင်းလှုပ်ဖို့စတင်ပြီးစီတော့တယ်ပေါ့ဒါပေမဲ့မုတ်စိမ်းမောင်းလှုပ်ဖို့ချင်းတွေကရှိမနေဘူးအဲ့ဒါအကြောင်းကြက်မီမီကြီးကကြက်ကလေးကိုထင်းသွားယူဖို့ပြောလိုက်တဲ့ထင်းသွားယူတဲ့လမ်းမှာကြားကြီးတကောင်ကကြက်ကလေးကိုမြင်သွားပြီးဟာမင်းလာတဲ့အချိန်နဲ့ငါပိုက်စာနေတဲ့အချိန်အကိုက်ပဲလို့ပြောရင်စားဖို့လုပ်တယ်ကြက်ကလေးဟာလည်းကြောက်ကြောက်လန့်လန့်နဲ့ကျွန်တော်ရဲ့တက်ကိုချမ်းသာပေးပါကျွန်တော်ကိုစားမယ့်အစားကျွန်တော်ရဲ့အိမ်ကကျွန်တော်အမိလက်ရအရသာရှိလာတဲ့မုတ်စိမ်းပေါင်းလေးညနေကျလာစားပါလားဗျာလို့ပြောရှာတယ်ကြားကြီးကလည်းအရသာရှိလာတဲ့မုတ်စိမ်းပေါင်းလို့လည်းကြားတော့ကြက်ကလေးကိုငါအတွက်စားဖို့ခြံရင်ချမ်းမချမ်းရင်မင်းတို့ငါကြောင့်တိစီရမယ်လို့ကျင်ဝါရင်လှုပ်ပေးလိုက်တယ်အင်ကိုရောက်ချင်းကြက်ကလေးဟာသူ့ကြက်မီမီကိုထင်းရီပေးလိုက်တယ်ခဏကြာတော့ကြက်မိသားစုလေးဟာအရသာရှိလာတဲ့မုတ်စိမ်းပေါင်းကိုတူစားကြပါတော့တယ်အရသာအလွန်ရှိဒါကြောင့်ကြက်ကလေးဟာကြားကြီးအတွက်ခြံဖို့မိသွားတော့တဲ့အားလုံးစားပြီးတော့ကြမှာကြက်ကလေးကကြားကြီးအတွက်ခြံဖို့တတိရတာကြောင့်ကြက်မီမီကြီးကိုဘလို့လုံးရမလဲမမေလို့ပြောနေရှာတဲ့ခဏကြာကြားကြီးရဲ့အတန်လေးကြာရောမမေကအိုးကြီးထဲမှာဝင်ပုံခိုင်းနေကြားကြီးကကြက်ကလေးကိုမမြင်တော့မင်းငါ့အတွက်မစိမ်းမောင်းချန်ထမ်းပေးမယ်ဆိုဟာခုတော့ကြောက်မိပြီပေါ့ဆိုပြီးနေရလှက်လိုက်ရှာပါတော့တယ်တစ်ဖက်မှာလည်းကြက်ကလေးကအေးရန်ပေါက်ချင်းနေပြီပြီးတော့အောင်လည်းမအောင်နိုင်တော့ဒါပေမဲ့ကြက်ကလေးရဲ့မိမိကကြက်ကလေးကိုအောက်ထားဖို့ပြောနေတယ်ဒါပေမဲ့လေသူကဘလို့မှအောက်ထားလို့မရတော့တာဘူးကနေအေးပေါက်လိုက်ပါတော့တယ်အတန်ကလည်းကျဲပေါက်ချက်ကလည်းပြင်းတာကြောင့်အိုးကြီးပါကိုရွာတယ်အိုးကြီးကလည်းကိုရွာရောကြားကြီးကလည်းလန့်ပြီးတော့ထွက်ပြေးသွားပါတော့တယ်ဟာ